ဖောက်ပြန်သွားတဲ့လူပဲလူတွေကအပြစ်မြင်ကြတာပေါ့နော်ဆိုတော့ပြောချင်တာကသူဒီလိုဖောက်ပြန်သွားအောင်သူဒီလိုအမားမျိုးကျူးလွန်သွားအောင်လုံးမိတဲ့လူတွေကဘေးကလူတွေပဲပြောကိုယ့်ရဲ့ partner ဥပမာ relationship ဆိုရင်လည်းကိုယ့်ရည်စားကိုယ့်ယောက်ျားဖောက်ပြန်သွားတော့ okay ကိုကရောအဲ့အချိန်တုန်းကသူလိုချင်တဲ့ view ဆိုင်မှုတွေပေးခဲ့လားသူဘာတွေအစင်မပြေဖြစ်နေလဲဒါတွေကိုနားလဲပေးခဲ့တာနားမလဲပေးခဲ့ပဲနဲ့ငါမှန်တယ်ငါမဖောက်ပြန်ပြီးတော့ तू ကသာဒီလိုဖြစ်နေတာတခါတလေမှလူတွေကနှွေးထွေးမှုလိုအပ်တဲ့အချိန်မှာနှွေးထွေးမှုမရခဲ့ရင်ဂယုဆိုင်မှုတွေလိုအပ်တဲ့အချိန်မှာဂယုဆိုင်မှုတွေမရခဲ့ရင်အဲ့လိုအမားတွေကျူးလွန်တတ်ကြတယ်နော်အချိန်တွေလည်းမပေးခဲ့ဘူးပြီးတော့မှဖောက်ပြန်သွားမှ तू အပြစ်ကြီးပဲလို့သွားပြီးတော့ဖို့တတ်ကြတယ်ပေါ့နော်ဆိုတော့ပြောချင်တာကကိုလည်းအပြစ်မကင်းတတ်ဘူးနော်ကိုကြောင့်သူဒီလိုအမားမျိုးကျူးလွန်သွားတာလားဆိုတော့ပြန်ပြီးတော့စဉ်းစားစေချင်တယ်အဲ့နှွေးထွေးမှုတွေကို view ဆိုင်မှုတွေမပေးနိုင်ခဲ့ပဲနဲ့သူဖောက်ပြန်သွားတဲ့အချိန်ကျမှသူ့ကိုပဲအပြစ်မြင်နေတယ်ဆိုရင်တော့ဒါကျမတို့နည်းနည်းတော့လွဲနေပြီပေါ့နော်ဒီဗီဒီယိုလေးမှာဘာပြောချင်တာလဲဆိုတော့တစ်ဖက်ကမှားရပြီဒီဖောက်ပြန်သွားတယ်မှားရတယ်ဆိုရင်ကျမတို့ကလည်းကျမတို့ဘက်ကိုပြန်ပြီးတော့စဉ်းစားကြည့်အောင်ငါသူဒီလိုဖြစ်သွားငါဘာတွေလက်ဟာခဲ့လဲငါဘာတွေသူ့အပေါ် view ဆိုင်မှုတွေငါဘာတွေသူ့အပေါ် view ဆိုင်မှုတွေမပေးခဲ့တာရှိခဲ့လဲမပေးနိုင်တာရှိခဲ့လဲငါအမားတွေရောပါလားငါရောအမားကင်းရဲ့လားသူဒီအမားတွေကျူးလွန်လိုက်တဲ့ထဲမှာငါကြောင့်များဖြစ်သွားလားဆိုတဲ့အတွေးကိုအေးအနေနဲ့ပေါ့နော်ထည့်ပြီးတော့စဉ်းစားစီချင်ပါတယ်တစ်ဖက်ကြီးပဲအပြစ်မဟုတ်ဘူးဖောက်ပြန်သွားတယ်ဆိုတာအနည်းနဲ့အများကတော့တစ်ဖက်မှာလည်းလိုအပ်ချက်တွေရှိခဲ့လို့ဒီတစ်ဖက်လူကဖောက်ပြန်သွားတာဆိုတော့အဲ့အရာလေးကိုတခုပြောချင်ပါတယ်ကိုကကောင်းပေးရတဲ့နဲ့လုံးဝကြီးကိုဖောက်ပြန်သွားတယ်ဆိုတော့လည်းအဲ့လိုလူတွေတစ်မျိုးပေါ့တချို့ကျတော့အဲ့လိုမဟုတ်ဘူးပေါ့နော်တချို့ဇက်လန်းတွေကျတော့အဲ့လိုမဟုတ်ဘူးဒါကြောင့်မို့နော်ဒီနေရာလေးကနေအေးကကိုယ့်ရဲ့ရီးစားကိုပါတနာကဖောက်ပြန်သွားခဲ့တည်ရှိတော့အဲ့အချိန်မှာကိုလည်းပြန်စဉ်းစားကြည့်သူလိုအပ်တဲ့အချိန်တော့ငါရှိပေးခဲ့လားโอเคကိုကောင်းနေရဲ့ဒဏ်နဲ့သူသွားတယ်ဒီလိုကျူးလွန်နေဆိုတော့ဒါသူ့အပြစ်လေဆိုတော့ကို့အပြစ်ကိုကင်းရလားဆိုတော့ပြန်ပြီးတော့စဉ်းစားစီချင်ပါတယ်